တခေတ်တစ်ခါကမြမရုပ်ရှင်လောကမှာအင်ဒရာဂျော်ဆင်ဆိုတဲ့နာမည်လေးဟာပရိသတ်တွေရဲ့နှလုံးသားမှာဆွဲထင်နေခဲ့တာပါ။အခုချိန်မှာတော့သူမရဲ့အလားတရားတွေနဲ့အနုပညာ DNA တွေကိုအပြည့်အဝဆက်ခံထားတဲ့သမီးလေးပြည်သူဒရာကပရိသတ်တွေကြားမှာတကြောပြန်ရေးပန်းစားလာခဲ့ပါတယ်။အထူးသဖြင့်နိုင်ငံရဲ့ခြားမှာကြောင်းတက်နေတဲ့သမီးလေးရဲ့ပုံရိပ်တွေကိုမိမိအင်ဒရာဂျော်ဆင်ကဝေမျှလိုက်တဲ့အခါမှာတော့အားလုံးကတန်တော်နဲ့ချီးကျူးနေကြတာပဲဖြစ်ပါတယ်။ပြည်သူနဲ့အင်ဒရာကျော်စင်တို့ရဲ့သမီးကြီးပြည်သူဒရာကွန်သူကိုပရိသတ်တွေကငငယ်လေးကလေးကချစ်ခင်ခဲ့ကြတာပါအနုပညာရှင်မိသားစုကပေါက်ဖွားလာတဲ့ကလေးဆိုတော့ဘယ်လိုများကြီးပြင်းလာမလဲလို့လူများကစောင့်ကြည့်နေခဲ့ကြတာပါအခုဆိုရင်တော့တူဟာကလေးမလေးဘဝကနေအရန်ကိုကြော်ရှင်းလာပါတဲ့ပြိုမေလေးတစ်ယောက်ဖြစ်လွန်နေပါပြီသူမရဲ့လာတရားကတင်းငိမ့်နေအေးချမ်းနေပြီးတော့မိမိအင်ဒရာကျော်စင်လိုပဲအပြောင်းချွချုံလေးတွေကိုပိုင်ဆိုင်ထားတာပါလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ပုံရိပ်လေးတွေကိုကြည့်ရင်တူဟာဝတ်စားစင်ရင်မှုမှာလည်းရိုးရိုးရှင်းရှင်းနဲ့စမတ်ကြကြဝတ်တတာကိုတွေ့ရမှာပါလက်တလုံးမှာတော့တူဟာသူမရဲ့နာဂတ်အတွက်နိုင်ငံရေးခြားမှာပညာသင်ကြားလျက်ရှိပါတယ်အနုပညာရှင်မိဘတွေရဲ့အရှိအောင်မှာပဲနေတာမျိုးမဟုတ်ပဲကိုပိုင်ခြေထောက်ပေါ်ရက်တွေပင်ပညာရှာနေတဲ့တူရဲ့စိတ်ဓာတ်ကိုပရိသတ်တွေကရန်ကိုလေးစားနေကြပါတယ်အင်ဒရာကျော်စင်ဝေးများပေးတဲ့ပုံလေးတွေထဲမှာတူဟာနိုင်ငံရေးခြားနဲ့အေးမြတဲ့ရာသီဥတုအောင်မှာအနှွေးတွေလှလှလေးတွေအရန်ကိုကြည်ကောင်းနေတာပါ။ကျောင်းစာတွေကိုကြိုးကြိုးဆဆလောက်ကန်နေတယ်လို့အားလျက်ဒီမှာလည်းပေါ့ပေါ့ပပနဲ့ဘဝကိုဖျက်ဆီးနေတာကိုမြင်တွေ့နေရတာဟာမိဘတွေအတွက်တင်မကပဲချင်းရတဲ့ပြိသက်အတွက်ပါကြည်နူးစရာတစ်ခုပါပဲ။ဘလောက်ပဲအလောင်းဝင်နေပါစေမိဘနဲ့သားသမီးကြားကတန်ရုံးစင်ကတော့အမြဲနှွေးထွေးနေစေပါ။အင်ဒရာကျော်စင်ကသမီးလေးရဲ့ပုံတွေကိုတင်းတဲ့အခါတိုင်းမှာလွမ်းဆွမှုတွေဂုဏ်ယူမှုတွေနဲ့မေတ္တာတရားတွေကိုအမြဲထည့်သွင်းရေးသားလေးရှိပါတယ်။သမီးလေးပညာတွေစုံကန်းတိုင်အောင်သင်ကြားနိုင်ပါစေဆိုတဲ့ဆုတောင်းစကားတွေကလည်းမိခင်တယောက်ရဲ့ရှင်တွင်းစကားတွေပါပဲပရိသတ်တွေကလည်းတူကိုနုပညာလောကထဲဝင်လာဖို့မျှော်လင့်နေကြပေမယ့်အခုလိုပညာရေးကိုအဓိကထားနေတာကိုလည်းဝမ်းသာပီတိဖြစ်နေကြပါတယ်အမေတူသမီးကျော်လေးပြည်သူတော်တယောက်ပညာရေးမှာကျူးကျွန်းပြီးမိဘတွေအားကိုးရတဲ့သမီးရတနာလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ပရိသတ်ကြီးရောတူလေးကိုမိမိအင်ဒရာကျော်စင်နဲ့ပို့တူတယ်လို့ထင်လားဖေဖေပြည်တူနဲ့ပို့တူတယ်လို့ထင်လားဆိုတော့ comment မှာပြောသွားပေးခဲ့ကြပါဦးနော်